လောကမှာလူမိုက်ကြီး2ယောက်ရှိတယ်လူမိုက်2ယောက်ရှိတယ်သိဉာဏ်တုံးတဲ့လူမိုက်2ယောက်ရှိတယ်ဘာလို့ဆိုယောစအစ္စယတော့နပတ္တိကိုအပြစ်လို့မမြင်နဲ့တာလူမိုက်ပဲယောစအစ္စယတေတိနတ္တယထာဓမ္မနဲ့ကိုအပြစ်ရှိပါတယ်လို့ဝန်ခံဖွင့်ဟလာတဲ့ပုဂ္ဂိုလ်လည်းပဲလက်ခံရမှဖြစ်ခဲ့တဲ့လက်မခံဘူးတဲ့အဲ့ဒါပါလား2ယောက်ရှိတယ်ကိုအပြစ်လို့မမြင်တာကပါလာတယ်ဦးအပြစ်ကိုဝန်ခံပြောကြလာတာကိုလက်မခံလို့ရှိရင်ပါလာတူပဲအဲ့ဒါပါလား2ခုရှိတယ်အဲ့ဒါလိုပဲပညာရှိ2ဦးလောကမှာရှိတယ်ကိုအပြစ်လို့မြင်ရင်ပညာရှိကိုအပြစ်ကိုဖွင့်ဟဝန်ခံပြောကြလို့ရှိရင်တရားနိလန့်တိုင်းလက်ခံတဲ့ပုဂ္ဂိုလ်အဲ့ဒါပညာရှိလို့ဒီမြတ်စွာဘုရားဒီစံတမတ်ချက်ကလေး2ခုကိုဟောပေးတာဒါလည်းမှတ်သားစရာကောင်းတယ်ပေါ့နော်အပြစ်နဲ့ပတ်သက်လာတဲ့အခါမှာတဦးနဲ့တူပွင့်ပွင့်လင်းလင်းရှိရမယ်တဦးကအပြစ်ကိုအပြစ်လို့ပြောရင်ဝန်ခံရတာဒါတစ်ခုကိုအပြစ်လို့ဝန်ခံတယ်နောက်တဦးကသူဝန်ခံချက်ကိုလက်သင့်ခံတယ်လက်သင့်ခံပြီးတော့ကြေးအေးတယ်ပေါ့အဲ့ဒါမှပညာရှိလို့တို့ဆိုလို့တယ်ပေါ့အဲ့ဒါလို့ဟောပြီးတော့မြတ်စွာဘုရားကဘုဒ္ဓပုပ္ပံဘိက္ခွေသကောဒေဝနာမိန်တော်သူရမယံတဘာယံဒေဝဒေဝိတာဝတိန်တိအနုနိယမနောတာယံဝိလာယံဣမံကထာပါတိတရားမင်းကြီးကအဲ့ဒီခါမှာကာထာရွတ်ပြီးတော့နတ်တွေကိုသူရမသဘင်မှာနတ်တွေကိုဟောပြောတယ်တဲ့ကောတောဝဝတ္တမအာယတုမာစမိတ္တိဟိဝောစရာအကရဟိယမကရဟိဋ္ဌမာစပသိဋ္ဌပိတုနံအထပပသနံကောရောပပတောဝပိပတ္တိတရားမင်းရဲ့ဆုံးမစကားနတ်တွေကိုသူကဆုံးမတာကောရောဝဝတ္တမယာတုဆိုတာအမျက်ဒေါသသည်နော်အမျက်ဒေါသသည်မင်းတို့ကိုလွှမ်းမိုးပြီးမရောက်လာစေနဲ့ဆိုလိုတာကအမျက်ဒေါသရဲ့လွှမ်းမိုးမှုကိုမခံရနဲ့လို့ပြောတာကိုကအနိုင်ယူနော်စိတ်တူတဲ့လူတွေဟာဒေါသရဲ့လွှမ်းမိုးခံရတာပဲကိုကဒေါသကိုရှုပ်ပေးရတယ်အဲ့လိုဒေါသရဲ့လွှမ်းမိုးမှုကိုမခံနဲ့ကိုကပဲဒေါသကိုချုပ်ကန်ရမယ်လို့ပြောတာနော်ကောတောဝဝတ္တမာယာတုအမျက်ဒေါသသည်မင်းတို့အပေါ်မှာလွှမ်းမိုးကြီးစိုးတာမဖြစ်စေနဲ့မာစမိတ္တိဟိဝောစရာမိတ်ဆွေတွေနဲ့ဘယ်တော့မှမေတ္တာခန်းချောက်သွားတာမျိုးမဖြစ်စေနဲ့ဒီမှာစရာလို့သုံးထားတာမိတ်တွေလူတွေဟာဒီတုံးနဲ့တူစပြီးတော့တွေ့တော့ခင်မင်တဲ့အချိန်မှာလန်းဆန်းတာပဲမဲ့လို့တဖြည်းဖြည်းကျတော့ခင်မင်မှုပြက်ပြက်သွားတာဒါအိုမင်းသွားတဲ့သဘောပဲပေါ့နော်ဝိုက်ဆုပ်လို့ပြက်ပြက်သွားတာဒါမို့မိတ်ဆွေတွေနဲ့ပေါင်းတဲ့အခါမှာဘယ်တော့မှရော့သွားမသွားစေနဲ့လို့ပြောတာကိုမိတ်ဆွေနဲ့အချင်းချင်းခင်မင်မှုကဘယ်တော့မှရော့ကြမသွားစေနဲ့အသက်ကြီးလို့ရှိရင်လူကအားရိတ်လည်းရော့သွားတယ်စရာအားရိတ်လည်းရော့သွားတယ်လူပြုတ်မှုတွေလည်းရော့သွားတယ်အဲ့ဒါလိုပဲမိတ်ဆွေတွေနဲ့ပေါင်းတဲ့အခါမှာအဲ့ဒီလိုရော့မသွားစေနဲ့လို့ပြောတာအကရဟိယမကရဟိဋ္ဌမကဲရတိုက်တဲ့ပုဂ္ဂိုလ်သွားပြီးတော့မကဲရကြနဲ့မရှုတ်ချကြနဲ့မာစပသိဋ္ဌပိတုနံပိတုနာဆိုတာသွေးခွဲတဲ့စကားတုံးနဲ့တူမတက်အောင်သွေးခွဲတဲ့စကားခုံတိုက်တယ်လို့ခေါ်တာပေါ့နော်သွေးခွဲတဲ့စကားကိုဘယ်တော့မှမပြောနဲ့တဲ့လူတုံးနဲ့တူဟာခင်မင်မှုရှိနေတဲ့လူတွေချားမှာဘယ်တော့မှသွေးကွဲအောင်တော့မလုပ်နဲ့
သွေးခွဲတဲ့စကားကိုမပြောနဲ့အထပါပသနံကောတော်ပပတောဝပိမတ္တိမင်းတို့အဲ့လိုမရှောင်နိုင်ဘူးဆိုလို့ရှိရင်တဲ့ကိုတောင်ကြီးနဲ့လာပြီးတော့ဖိတယ်လို့ကောရဆိုတဲ့အမြတ်ကအောက်တန်းကျတဲ့လူယုံမာကိုလာပြီးတော့နှိမ့်ဆက်လိုက်မယ်တောင်ကြီးဖိတယ်လို့အဖိခံရလိုက်မယ်တောင်ဖိတာကပြားသွားပြီးသေယုံပဲရှိတယ်ဒေါသကကိုယ်လွှမ်းမိုးလိုက်ရင်တော့အဲ့ဒီလိုအပင်ငယ်ကျသွားနိုင်တယ်အဲ့ဒါပြောတာနော်တောင်ကြီးဖိတယ်လို့ဒေါသရဲ့လွှမ်းမိုးမှုမခံရစေနဲ့ဒါကြောင့်တတိပေးပြီးတော့နတ်တွေကိုဆုံးမတာအဲ့တော့နတ်ဆိုတာအဲ့လိုနေတာသူပြေကနတ်တွေကတော့အဲ့လိုမဟုတ်ဘူးထင်တယ်နော်တချို့နတ်တွေကမဟုတ်ဘူးပေါ့ဒုက္ခပေးဖို့တွေရှိတယ်ပေါ့တချို့ကအဲ့တော့တရားမင်းကြီးကတာဝရိန္ဒနတ်တွေဟာနတ်ကောင်းနတ်မြတ်တွေကတော့အဲ့လိုတော့ပဲသူကကောတော်ဝတ္တမာယာတုဒေါသမင်းတို့စီလွှမ်းမိုးဖို့ရောက်မလာစေနဲ့မာစမိတ်တိဟိဩဇရာမိတ်ဆွေတွေနဲ့ဘယ်တော့မှဟိုဟောင်းနှံမသွားစေနဲ့တစ်လွင်နေရမယ်ခင်မင်မှုမပြတ်စေရဘူးအဂရဟိယမာဂရဟိတမကဲရတဲ့သူမကဲရနဲ့မာစဖသိဋ္ဌပေတုနာသူခွဲစကားကိုလည်းဘယ်တော့မှမပြောနဲ့အထပပသနံကောတော်ပပတောဝပိမတ္တိတကယ်တော့အမျက်ဒေါသဟာတောင်ကြီးနဲ့ဖိတယ်လို့ပဲလူညံ့တွေကိုကောရာကလွှမ်းမိုးပြီးတော့ဖိညတ်နိုင်တယ်ဖိညတ်တတ်တယ်လို့နတ်တွေကိုအဲ့လိုဆုံးမတယ်